ဟုတ်ပါပြီဒီနေ့မှာလာရှုတို့ကတရုတ်စာအတန်တွေအကြောင်းကိုဆက်ပြီးတော့သွားပါမယ်တရုတ်စာမှာအတန်ဘယ်နှတန်ရှိလဲအဖြေကတော့၅မျိုးရှိပါတယ်အတန်၅တန်ရှိပါတယ်ဘာတွေလဲဆိုရင်သူ့ကိုတရုတ်လိုဆိုလို့ရှိရင်တော့音频阳频上升去升轻声ဆိုပြီးတော့၅မျိုးခေါ်ကြတယ်ဒါမဲ့ဒီမှာလာရှလောလောဆယ်မှာခေါ်ရလွယ်အောင်လို့နံပါတ်1အတန်နံပါတ်2အတန်နံပါတ်3အတန်နံပါတ်4အတန်နံပါတ်5အတန်ဆိုပြီးတော့ခေါ်လိုက်ပါမယ်အရင်ဦးဆုံးဒီရှမ်း调တွေပေါ့နော်ဒီရှမ်း调လို့ခေါ်တယ်သူတို့အားလုံးကိုရှမ်း调ဆိုပြီးတော့ခေါ်တယ်ဒီရှမ်း调တွေကိုဘယ်လိုမျိုးဆွဲရမလဲကိုအရင်ဆုံးပြောပြပါမယ်နံပါတ်1အတန်ဆိုလို့ရှိရင်ဘယ်ကနေညာကိုတစ်ချက်ဆွဲရင်ရပါပြီဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်နံပါတ်2အတန်ဆိုလို့ရှိရင်အောက်ကနေပြီးတော့အပေါ်ကိုတက်တယ်ဒီအောက်ကနေပြီးတော့အပေါ်ကိုတက်အောင်ဆွဲရမယ်နံပါတ်1အတန်နံပါတ်2အတန်နံပါတ်3အတန်ဆိုလို့ရှိရင်အပေါ်ကနေပြီးတော့အရင်ဆုံးတော့အောက်ကိုကျလာတယ်အောက်ကိုကျပြီးတော့မှအပေါ်ကိုပြန်တက်သွားတဲ့ပုံစံမျိုးဆွဲရမယ်နံပါတ်4အတန်ကတော့ရှင်းပါတယ်အပေါ်ကနေပြီးတော့အောက်ကိုစိုက်ပြီးတော့ကျတဲ့အတန်ဆိုတော့ဒီလိုတစ်ချက်ကိုဆွဲလိုက်ရပါတယ်နောက်တစ်တန်နံပါတ်5အတန်ကတော့ဘာမှမရှိတဲ့အတန်ပဲဖြစ်ပါတယ်သူ့ကိုဆွဲစရာမလိုဘူးတင်စရာလည်းမလိုဘူးဒါပေမဲ့သူဒီတချို့စကားလုံးတွေအပေါ်မှာကြားလို့ရှိရင်ဒီနံပါတ်5အတန်ကတက်ရောက်ပါတယ်ဒါကိုနောက်ကြလို့ရှိရင်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ဒီစလုံးဆိုလို့ရှိရင်အာဒါတင်ခဲ့ပြီးအာလို့ထွက်တယ်ဒီအားကိုမှရှမ်းပြောင်းနံပါတ်1အတန်တင်လိုက်တယ်ဆိုရင်ဒါလေးဒီလိုဖြစ်သွားမယ်ဒီလိုဆိုလို့ရှိရင်အာသူ့ရဲ့အတန်ကတပြေးတည်းသွားနေရလေเนาะကိုရီးယားတကယ်လို့လာရှရိုကအကောင်းဆုံးကတော့ကိုယ့်ရဲ့အတန်ကိုအလေးအကျင့်ဖြစ်အောင်ဆိုပြီးတော့အတန်တချင်းဆိုနေရလို့သဘောထားပြီးတော့လေ့ကျင့်တာတော့အကောင်းဆုံးပဲပေါ့နော်ဆက်ပြီးတော့သွားမယ်အာနံပါတ်2အတန်အောက်ကနေပြီးတော့အပေါ်ကိုတက်တာဆိုတော့အာအာတက်သွားမယ်နော်အာနံပါတ်3အတန်အပေါ်ကနေအောက်ကိုချပြီးတော့အောက်ကနေအပေါ်ကိုတက်သွားတာဆိုတော့လာရှရိုကလည်းအဲ့ဒီလိုမျိုးအတိုင်းပဲအတန်ကိုလိုက်ပြီးတော့ထွက်ပေးရပါမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အာနံပါတ်4တန်ဆိုရင်အအဲ့တော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုရင်ဒီရှမ်းကြောက်တွေကိုအကုန်လုံးပေါင်းပြီးတော့ဆိုကြည့်မယ်ဆိုရင်အာချင်းရှမ်းကတော့တော့ဘာမှမရှိဘူးဆိုတော့သူ့ကိုဖျောက်ပြီးတော့ဆိုမယ်ပေါ့နော်ဒီ၄တန်ကိုပဲအဓိကထားပြီးတော့လေ့ကျင့်ပါမယ်အာဟုတ်ပြီနောက်တစ်မျိုးအနေနဲ့ဆိုလို့ရှိရင်ဒီစလုံးလေးဆိုရင်ရောဒါဆိုလို့ရှိရင်အိုနှစ်တန်အောနံပါတ်3တန်အောနံပါတ်4တန်အောပြန်ဆိုမယ်ဆိုရင်အောရောက်ပြီဒါဆိုလို့ရှိရင်ဒါတရတလုံးသေးပေါ်မှာအခြေခံပြီးတော့ရှမ်းပြောက်တင်တဲ့အခါမှာထွက်လာတဲ့အတန်လေးဒါဆိုလို့ရှိရင်ဘီးနဲ့တရနဲ့ကိုပေါင်းကြည့်အောင်မယ်ဘီးနဲ့တရနဲ့ပေါင်းကြည့်ပြီးတော့တရပေါ်မှာဒီရှမ်းပြောက်တွေကိုတင်ပြီးတော့ထွက်လာတဲ့အတန်ကိုဘယ်လိုဆိုကြမလဲဟုတ်ပြီဒါဆိုရင်ဒီစလုံးလေးကိုဆက်ပြီးတော့စမ်းပြီးတော့ဆိုကြည့်ရအောင်ဒါဆိုလို့ရှိရင်ဒီစလုံးလေးစီမိုးဆိုတဲ့စလုံးနဲ့အနောက်ကတရကဘာလဲဆိုရင်အားဆိုတဲ့စလုံးနဲ့ပေါင်းထားတာဒါဆိုရင်သူ့ကိုဘယ်လိုအတန်ထွက်မလဲဆိုမိုးအားမာတစ်တန်မိုးအားမာအတန်တပြင်းကြီးသွားတယ်နံပါတ်2အတန်မိုးအားမာအောက်ကနေအပေါ်ကိုတက်သွားတယ်မာမိုးအားမာနံပါတ်3အတန်မိုးအားမာ
摸啊马 number 4တန်摸啊马အဲ့တော့ပြန်ဆိုကြည့်မယ်ဆိုရင်မာ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 အဲ့ကဲဟုတ်ပြီဒါဆိုလို့ရှိရင်老师တို့ကရှမ်း调တွေကိုလေ့လာခဲ့ပြီးသွားပြီရှမ်း调က5မျိုးရှိရဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပြီးသွားပြီဒီနေ့ဒီဗီဒီယိုလေးမှာတော့ရှမ်း调တွေကိုတင်တဲ့အချိန်မှာเนาะဘယ်ပေါ်မှာတင်ရမလဲဒီရှမ်း调တွေကိုเนาะဘယ်လိုမျိုးအချိန်မှာဘယ်လိုနေရာတွေမှာတင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်ကြည့်အောင်ရှမ်း调တင်တဲ့အခါကျလို့ရှိရင်ဒီအချက်5ချက်ကိုသတိထားပေးရမယ်เนาะပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ရှမ်း调တွေကို AEIOU ရဲ့အပေါ်မှာဦးစားပေးပြီးတော့တင်ပေးရအောင်ဆိုလို့ရှိရင်သူက A နဲ့ O နဲ့အဲ့တော့အဲ့လိုခြေနေမျိုးမှာရောเนาะဘယ်ပေါ်မှာတင်မလဲเนาะမေးမယ်ဆိုရင်အရင်ဦးဆုံးလာတဲ့ဒီ vowel တရအပေါ်မှာတင်ပေးရမယ်ဘယ်လိုလဲဆိုရင် I ဆိုလို့ရှိရင် A နဲ့ I နဲ့အဲ့တော့ A နဲ့ I နဲ့ဆိုတော့ A ရအောင်ယူမှာဘယ်ဟာအရင်ဆုံးလာလဲဆိုတာကိုကြည့်လိုက်တော့ A ကအရင်ဆုံးဖြစ်နေတာအဲ့တော့သူ့ကို A ပေါ်မှာတင်ပေးရမယ်เนาะ AO ဆိုလို့ရှိရင် OW ဆိုလို့ရှိရင်လေ A နဲ့ O နဲ့ဆိုရင် A ကအရင်လာတဲ့အတွက်ကြောင့်မလို့ A ပေါ်မှာပဲထပ်တင်တယ်အောက်ကဥပမာလေးတွေကိုကြည့်ကြည့်မယ်th ao thao A ပေါ်မှာတင်ထားတယ်n ao now A ပေါ်မှာတင်တယ်l ao lao A ပေါ်မှာတင်တယ်mo ao mau A ပေါ်မှာပဲတင်တယ်th I thai A ပေါ်မှာတင်တယ်n I nai A ပေါ်မှာတင်တယ်l I lai A ပေါ်မှာပဲတင်ထားတယ်ဟုတ်ပြီနောက်တစ်ချက်အနေနဲ့ဆိုရင်เนาะဒီမှာဒီလိုမျိုးအရင်ဦးဆုံးလာတဲ့အခါတွေအပေါ်မှာเนาะစပြီးတော့တင်ရမယ်လို့ပြောရဲဆိုတာကလည်းသူက twin ချက်ရှိတယ်ဘယ်လိုလဲဆိုရင်เนาะဒီစလုံးကိုကြည့်မယ် I နဲ့ U နဲ့ I နဲ့ U နဲ့နှစ်ခုလုံးက vowel ထဲမှာပါတယ်ဘယ်ကအရင်လာလဲဆိုတော့ I ကအရင်လာတယ်အဲ့တော့ကျွန်တော်က I ပေါ်မှာတင်ရမှာမဟုတ်ဘူးလားဆိုတော့ဒီရာဒီ twin ချက်ဖြစ်တယ် I ပေါ်မှာတင်ရမှာမဟုတ်ဘဲနဲ့ဒီ IU မှာဆိုလို့ရှိရင်တော့သူက U ပေါ်မှာတင်ပေးရမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်เนาะဥပမာလျိုဆိုတဲ့စကားလုံးเนาะ U ပေါ်မှာတင်ပေးရမယ်ဟုတ်ဘူးဆိုရင်ချီယိုဆိုတဲ့စကားလုံးဆိုလို့ရှိရင်လေဒါ U ပေါ်မှာပဲတင်ပေးရမယ်ဟုတ်ပြီနောက်တစ်ချက်ကကြတော့စကားလုံးစုတစုမှာเนาะအတန်တူနေလို့ရှိရင်ပထမအတန်ကိုတစ်ဆင့်ချဖတ်ပေးရတယ်ဒါကဥပမာလေးကိုကြည့်ရင်ရှင်းပါတယ်ဒီမှာ l ao lao 老师တင်ထားတဲ့နံပါတ်3တန်ပေါ်အန်ပန်အဲ့တော့ဒီစလုံးကိုဒီတိုင်းဆိုမှဆိုလောက်ပန်အဲ့လိုဖြစ်နေရယ်เนาะ3တန်နှစ်ခါဆင့်တဲ့ခါကြရင်ဒါကလေ3တန်ဒါကလေ3တန်ဖြစ်တဲ့အတွက်ကြောင့်မလို့အတန်ထွက်လို့ရှိရင်ဒီအရှိကအတန်ကိုတစ်ဆင့်ချပြီးတော့ဖတ်ပြရမယ်ဆိုတော့ဒီနံပါတ်3တန်ကနံပါတ်2တန်ကိုပြောင်းသွားမယ်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုရင်လောက်ပဲဖြစ်သွားမယ်လောက်ပန်ဆိုပြီးတော့ဖြစ်သွားမယ်ဒီမှာလည်းတူတူပဲလအောင်လောက်ရှိဝရှူအဲ့တော့ဒါကိုတစ်စင်းချဖတ်မယ်နံပါတ်2တန်နဲ့ဆိုပြီးမယ်ဆိုတော့လောက်ရှူဆိုပြီးတော့ဖြစ်သွားမယ်လောက်ရှူဆိုတာကြွက်ကိုပြောတာနောက်တစ်ခုဆိုတာကကြတော့လောက်ပန်ဆိုတာတော့တသေးပေါ့နော်တသေးကိုလောက်ပန်ဆိုပြီးတော့ခေါ်ကြတယ်ဒါကတော့ကြားဖို့ကြမယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ခုက去生ဆိုတာကကျတော့နံပါတ်4တန်ကိုပြောတာနံပါတ်4တန်နှလုံးဆင့်လို့ရှိရင်ပထမစလုံးရဲ့အတန်ကိုနံပါတ်2အတန်ကို阳声ကိုပြောင်းပေးရမယ်တဲ့နော်နံပါတ်4တန်နှစ်ခါဆင့်ပြီးဆိုရင်ဒီအရှိကအတန်ကိုနံပါတ်2အတန်ကိုပြောင်းပေးရမယ်အဲ့တော့ဒီမှာဥပမာလေးကြည့်လိုက်ရင်ရှင်းပါတယ်နော်ပေါ်ဘူးပု是เนาะဒီစလုံးကလာရှို့အရင်ကလည်းပြောခဲ့ဘူးတယ်ဒီရှစ်ဒီလိုစလုံးတွေမှာဆိုလို့ရှိရင်သူ့ကို整体认读音节လို့ခေါ်ပြီးတော့မှစကားလုံးဒီလိုစလုံးကိုတွေ့ပြီဆိုတာ ਨੇ တခါလေးတန်းပြီးတော့အတန်ထွက်ပေးရမယ်ရှစ်ဆိုပြီးတော့အဲ့တော့ဘယ်လိုမျိုးဖြစ်မလဲဆိုရင်
စစဦးဆုံးသူလာတော့ကတော့နံပါတ်4တန်နဲ့သူကပူရှစ်ဆိုပြီးတော့ဖြစ်နေတယ်ဒါပေမဲ့ခုနကတော့ကျွန်တော်ပြောခဲ့ရှေ့ရအတန်ကိုဒုတိယအတန်ကိုပြောင်းပြီးတော့ဖတ်ပေးရမယ်ဆိုတော့ဘူးရှစ်ဆိုပြီးတော့ဖြစ်သွားပါတယ်